ဒီနေ့တော့ကျွန်တော်ရဲ့ကံကြမ္မာကလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်ကျွန်တော်မျက်လုံးထဲမှာလူတိုင်းရဲ့အပေါ်မှာကျူအားကုတ်တွေပေါ်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီကျူအားကုတ်တွေကိုစကင်ဖက်လိုက်တာနဲ့သူတို့ရဲ့ကိုရေးကိုတာအချက်လက်တွေအားလုံးကိုကျွန်တော်မြင်နိုင်စွမ်းရှိသွားပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ရေးစားဟောင်းကတခြားလူတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုကျွန်တော်တွေ့လိုက်ရတယ်သူတို့နှစ်ယောက်လုံးရဲ့ကျူအားကုတ်တွေကိုကျွန်တော်စကင်ဖက်လိုက်တဲ့အခါသူနဲ့အတူရှိနေတဲ့လူကသူထေးသားတစ်ယောက်မဟုတ်ဘဲလိန်လည်နေသူတယောက်ဖြစ်ကြောင်းကျွန်တော်သိလိုက်ရပါတယ်သူကအကျွေးတွေအများကြီးတင်နေတဲ့လူတယောက်ပါကျွန်တော်ရဲစားဟောင်းကတော့သူ့ကိုသူထေးသားထင်ပြီးကျွန်တော်ကိုလမ်းခွဲခဲ့တာပါကျွန်တော်ကသူမကိုအမှန်တရားကိုပြောပြခဲ့ပေမဲ့သူမကကျွန်တော်ကိုမယုံခဲ့ပါဘူးနောက်ဆုံးတော့သူမဟာအဲ့ဒီလူရဲ့လိန်လည်မှုကိုခံလိုက်ရပြီးနောင်တရသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာအိမ်ငါခပေးဖို့အတွက်အိမ်ရှင်မစီကိုသွားခဲ့ပါတယ်အိမ်ရှင်မကရုပ်ဆိုးဆိုးနဲ့အမျိုးသမီးတယောက်ပါဒါပေမဲ့သူမရဲ့ကျူအားကုန်ကိုကျွန်တော်စကင်ဖက်လိုက်တဲ့အခါသူမဟာတကယ်တော့တန်းကြွယ်သူထေးမတယောက်ဖြစ်ပြီးရုပ်ရည်လည်းအရန်လှပသူဖြစ်ကြောင်းကျွန်တော်သိလိုက်ရပါတယ်သူမကဘာလို့ရုပ်ဖြတ်ထားတာလဲဆိုတာကိုကျွန်တော်စဉ်းစားနေမိတယ်သူမကကျွန်တော်ကိုအလုပ်တစ်ခုပေးခဲ့ပါတယ်အဲ့ဒီအလုပ်ကတော့သူမနဲ့အတူလိုက်ပြီးအိမ်ငါခတွေလိုက်တောင်းပေးဖို့ပါကျွန်တော်တို့အိမ်ငါခတွေလိုက်တောင်းရင်းနဲ့လူတော်များများရဲ့ရှိုးဝက်ချက်တွေကိုကျွန်တော်မြင်ခဲ့ရပါတယ်ဒီနေ့မှာတော့ကျွန်တော်ကသူမကိုတတိပေးလိုက်ပါတယ်သူမဒီညဟော့ပေါ့စားပြီးရင်အိမ်မှာမေးလဲသွားလိမ့်မယ်လို့ကျွန်တော်ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်သူမကပထမတော့မယုံခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ကသူမရဲ့ရှိုးဝက်ချက်တွေကိုပြောပြလိုက်တဲ့အခါသူမကကျွန်တော်ကိုယုံကြည်သွားပြီးစရန်ငွေအဖြစ်ဒေါ်လာ3000ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့မိန်းကလေးတယောက်ရဲ့အိမ်ကိုအိမ်လက်ခသွားတောင်းခဲ့ပါတယ်အဲ့ဒီမိန်းကလေးရဲ့ကျူအားကုတ်ကိုစကင်ဖက်လိုက်တဲ့အခါသူမရဲ့ဖုန်းထဲကိုမတင်ကားစရာ link တစ်ခုရောက်လာမှာကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်ကသူမကိုအဲ့ဒီ link ခကိုမနှိပ်ဖို့တတိပေးခဲ့ပါတယ်အဲ့ဒီညမှာပဲအဲ့ဒီမိန်းကလေးကကျွန်တော်ကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်သူမရဲ့ဘဏ်အကောင့်ကအဟက်ခံရလို့နီးပါးဖြစ်သွားခဲ့တာပါဒါကအင်ရှင်မကိုကျွန်တော်အပေါ်ပို့ပြီးယုံကြည်သွားစေပါတယ်နောက်ဆုံးမှာတော့အင်ရှင်မကသူမရဲ့ရုံမှန်ကိုပြခဲ့ပါတယ်သူမဟာတကယ်ကိုလှပတဲ့အမျိုးသမီးတစ်ယောက်ပါသူမကငကားမောက်တီးစားနေတော့မှသူမဓာတ်မတည့်မှုဖြစ်ပြီးရှော့ခရတော့မှာကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်ကဆေးကိုကြိုတင်ပြင်ဆင်ထားပြီးသူမကိုကယ်တင်ခဲ့ပါတယ်သူမကကျေးဇူးဆက်တဲ့အနေနဲ့ကျွန်တော်ကိုဘီလာအိမ်တလုံးပေးခဲ့ပါတယ်အခုတော့ကျွန်တော်ဟာလှပတဲ့အင်ရှင်မနဲ့အိမ်ကြီးချင်းတွေဖြစ်သွားခဲ့ပါပြီ